စီစားအဲ့လိုတွေလိုအပ်တယ်လို့ထင်တာပဲအဝတ်ထည်ရောအခုကအကုန်လုံးကသူကအိမ်တိုင်လုံးရစရာမရှိအောင်ပျက်စီးသွားတာဆိုတော့ကြာလေဟုတ်ပြီနေရပါအဲ့ဒါဗျာဘယ်မှထူမရသေးဘူးဘယ်ရရသေးဒါလေးပဲရတန်းတာလေးပဲရတန်းတာလေးပဲရတော့ဒီမဲ့သားပြောပါလေတော့ရတာပေါ့သမီးတော့ကိုယူမတော့လို့ရပါလားရတိုင်းHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những video hấp dẫn